လက်ရှိ UFC Flyweight တန်းချန်ပီယံဂျော့ရှုဝါဘန်နဲ့ချန်ပီယံဟောင်းကြီးပန်တိုဂျာတို့ရဲ့မကြေပွဲကြီးနဲ့ပတ်သက်ပြီး UFC ကနဝင်ဖိုက်တာကြီး DJ ပါရီပြောဆိုသွားလဲဆိုတာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ DJ ဆိုတာကတော့ UFC မှာနှစ်ပေါင်းများစွာရှင်တန်ခဲ့ပြီး Flyweight တန်းမှာချန်ပီယံအဖြစ်ရည်တည်နိုင်ခဲ့တဲ့ကမ္ဘာထိပ်တန်းဖိုက်တာတဦးဖြစ်ပါတယ်။ဒါကြောင့် Flyweight တန်းမှာထိပ်တန်းအဆင့်ထိရှင်တန်ခဲ့မှုတဲ့ဖိုက်တာတယောက်ကဂျော့ရှုဝါဘန်နဲ့ပန်တိုဂျာတို့ရဲ့မကြေပွဲအပေါ်ဘယ်လိုမြင်တယ်လဲဆိုတာကပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုဖြစ်လာပါတယ်။လာမယ့်ပွဲမှာတော့လက်ရှိ Flyweight တန်းချန်ပီယံဂျော့ရှုဝါဘန်ဟာချန်ပီယံဟောင်းပန်တိုဂျာနဲ့ထပ်မံရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဒီပွဲဟာပုံမှန်ချန်ပီယံကာကွယ်ပွဲတစ်ပွဲထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့မကြေပွဲတစ်ပွဲဖြစ်လာမှာပါ။အကြောင်းကတော့ဒီဖိုက်တာနှစ်ယောက်ကြားမှာအရင်ပွဲတွေကမပြည့်ပြတ်သေးတဲ့ဇလန်တစ်ခုရှိနေတာကြောင့်ဖြစ်ပါတယ်။ပန်တိုဂျာဟာဟန်ချက်ပြက်ပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဒီလိုနဲ့ပန်တိုဂျာဟာအရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးဂျော့ရှုဝါဘန်ကတော့ချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အနိုင်ရလဒ်နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကြားမှာအမြင်နှမျိုးကွဲနေပါတယ်။ပန်တိုဂျာကိုအားပေးတဲ့ပရိသတ်တချို့ကတော့အဲ့ဒီပွဲဟာပန်တိုဂျာရဲ့တကယ်အရေးချင်းနဲ့ရှုံးနိမ့်ခဲ့တာမဟုတ်ပဲမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုကြောင့်ပွဲတက်သွားတာလို့ယူဆနေကြပါတယ်။တစ်ဖက်မှာတော့ဂျော့ရှုဝါဘန်ဘက်ကပရိသတ်တွေကအဲ့ဒီအခြေအနေကိုလည်းပွဲရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သတ်မှတ်ပြီးဂျော့ရှုဝါဘန်ဟာသူ့ရဲ့အခွင့်အရေးကိုအကောင်းဆုံးသုံးချပြီးအနိုင်ရခဲ့တာလို့ယူဆကြပါတယ်။ဒါကြောင့်အခုမကြီးပွဲဟာပရိသတ်တွေအတွက်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုအဖြေပေးမဲ့ပွဲလည်းဖြစ်လာပါတယ်။အဲ့ဒီမေးခွန်းကတော့ဂျော့ရှုဝါဘန်ဟာတကယ်ပဲချန်ပီယံအဆင့်ဖိုက်တာတစ်ယောက်လား။ဒါမှမဟုတ်ပထမပွဲမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတစ်ခုကိုအသုံးချပြီးချန်ပီယံဖြစ်လာခဲ့တာလား။ဒီမေးခွန်းကိုတော့အခုလာမယ့်မကြေပွဲမှာပိုပြီးရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီလိုမပြီးပြတ်သေးတဲ့ဇလန်းတွေကြောင့်ပဲဂျော့ရှုဝါဘန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲကို UFC ပရိသတ်တွေဒီမကပဲ UFC ကဖိုက်တာတွေကပါစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း UFC ကနဝင်ဖိုက်တာကြီး DJ ကဒီပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်ကိုပြောဆိုခဲ့ပါတယ်။ DJ ရဲ့သုံးသက်ချက်မှာအထူးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ဂျော့ရှုဝါဘန်အနေနဲ့ပန်တိုဂျာရဲ့အဓိကလက်နက်တစ်ခုဖြစ်တဲ့ချုပ်ကွက်နဲ့မြေပြင်တိုက်ပွဲကိုရင်ဆိုင်ဖို့အတွေ့အကြုံရှိပြီးသားဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီအချက်ကိုနားလည်ဖို့ဆိုရင်ဂျော့ရှုဝါဘန်ရဲ့အရင်ပွဲကိုပြန်ကြည့်ဖို့လိုပါတယ်။အရင်ပွဲမှာဂျော့ရှုဝါဘန်ဟာပန်တိုဂျာရဲ့ဖိအားပေးမှုကိုခံခဲ့ရပေမဲ့မြေပြင်ပေါ်မှာကိုကောက်ကွယ်နိုင်ခဲ့ပါတယ်။ပန်တိုဂျာရဲ့အဓိကအားသာချက်တွေထဲမှာအနီးကပ်အကွာအဝေးကနေဖိအားပေးနိုင်တာပြိုင်ဘက်ကိုမြေပြင်ပေါ်ခေါ်ချနိုင်တာနဲ့အဲ့ဒီအခြေအနေကနေချုပ်ကွက်တွေနဲ့ပွဲကိုအဆုံးသတ်နိုင်တာတွေပါဝင်ပါတယ်။ဒါကြောင့်ပန်တိုဂျာနဲ့ရင်ဆိုင်တဲ့ဖိုက်တာတယောက်အတွက်သူ့ရဲ့ချုပ်ကွက်နဲ့မြေပြင်တိုက်ပွဲကိုဘယ်လိုကောက်ကွယ်မလဲဆိုတာကအရေးကြီးဆုံးအချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ DJ ကတော့ဂျော့ရှုဝါဘန်ဟာဒီအခြေအနေကိုရင်ဆိုင်ခဲ့ပြီးသားဖြစ်တာကြောင့်ဒုတိယပွဲမှာပန်တိုဂျာရဲ့ချုပ်ကွက်တွေကိုပိုကောင်းကောင်းကာကွယ်နိုင်မယ်လို့ယူဆထားပါတယ်။ဒီနေရာမှာပန်တိုဂျာရဲ့တိုက်ပွဲပုံစံကိုလည်းပြောဖို့လိုပါတယ်။ပန်တိုဂျာဟာပွဲစားတဲ့အချိန်ကတည်းကပြိုင်ဘက်ကိုအနီးကပ်ဖိအားပေးပြီးချုပ်ကွက်နဲ့မြေပြင်တိုက်ပွဲတွေဝင်ရောက်ဖို့ကြိုးစားတတ်တဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကပြိုင်ဘက်ရဲ့လက်တီးထိုးနိုင်တဲ့အကွာအဝေးကိုပျက်စီးအောင်လုပ်ပြီးကိုယ်တိုင်အားတာတဲ့အနီးကပ်တိုက်ပွဲနဲ့မြေပြင်တိုက်ပွဲတွေခေါ်သွားဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဂျော့ရှုဝါဘန်အနေနဲ့ပထမပွဲကနေဒီလိုဖိအားပေးမှုကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာအတွေ့အကြုံရရှိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့် DJ ရဲ့အမြင်အရဒုတိယပွဲမှာပန်တိုဂျာအနေနဲ့အရင်ပွဲတုန်းကလိုအလွယ်တကူဂျော့ရှုဝါဘန်ကိုမြေပြင်တိုက်ပွဲတွေဆွဲချနိုင်ဖို့မလွယ်တော့ဘူးလို့ယူဆထားတာဖြစ်ပါတယ်။ဒီချက်ကဂျော့ရှုဝါဘန်အတွက်အရေးကြီးတဲ့အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဂျော့ရှုဝါဘန်ရဲ့အသက်အရွယ်နဲ့တိုးတက်လာတဲ့တိုက်ပွဲအတွေ့အကြုံဖြစ်ပါတယ်။သူဟာပထမပွဲကလေးကသင်ခန်းစာတွေရရှိထားပြီးဒုတိယပွဲမှာအဲ့ဒီအတွေ့အကြုံတွေကိုအသုံးချနိုင်မှာဖြစ်ပါတယ်။ပန်တိုဂျာအနေနဲ့လည်းပထမပွဲမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုပြန်လည်သုံးသပ်ပြီးအမှားတွေကိုပြင်ဆင်လာမှသိချပါတယ်။ဒါကြောင့်ဒုတိယပွဲဟာပထမပွဲနဲ့လုံးဝမတူနိုင်ပါဘူး။ပထမပွဲမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုအခြေခံပြီးဒုတိယပွဲရဲ့ရလဒ်ကိုတိုက်ရိုက်ခံမှန်းလို့မရပါဘူး။ဒါပေမဲ့ DJ ရဲ့သုံးသပ်ချက်ကတော့ရှင်းပါတယ်။ဂျော့ရှုဝါဘန်ဟာပထမပွဲကနေပန်တိုဂျာရဲ့ချုပ်ကွက်နဲ့မြေပြင်တိုက်ပွဲကိုအတွေ့အကြုံရရှိထားပြီးသားဖြစ်တာကြောင့်မကြည့်ပွဲမှာပန်တိုဂျာရဲ့အဓိကအားသာချက်ကိုပိုကောင်းကောင်းတားဆီးနိုင်မယ်လို့ DJ ကယူဆထားပါတယ်။ဒါကြောင့် DJ ရဲ့မှတ်ချက်ကိုကြည့်မယ်ဆိုရင်လက်ရှိချန်ပီယံဂျော့ရှုဝါဘန်ဘက်မှာအားသာချက်ရှိနိုင်တယ်လို့သုံးသပ်ထားတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါပေမဲ့ပန်တိုဂျာကိုရှော့တွက်လို့တော့မရပါဘူး။ပန်တိုဂျာဟာချန်ပီယံအဆင့်အတွေ့အကြုံရှိတဲ့ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ပြိုင်ဘက်ရဲ့အားနည်းချက်ကိုရှာဖွေပြီးပွဲအတွင်းနီးဗျူဟာပြောင်းလဲနိုင်တဲ့ဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်မချီပွဲမှာပန်တိုဂျာအနေနဲ့အရင်ပွဲကအတိုင်းမတိုက်ဘဲနီးဗျူဟာအသစ်နဲ့ပြန်လာနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ဂျော့ရှူဝါဘန်နဲ့ပန်ဒိုဂျာတို့ရဲ့မကြေပွဲဟာပထမပွဲရဲ့အဖြေမရသေးတဲ့မေးခွန်းတွေကိုဖြေရှင်းပေးမဲ့ပွဲတစ်ပွဲဖြစ်လာမှာပါဂျော့ရှူဝါဘန်အနေနဲ့တကယ်ချန်ပီယံအဆင့်ကိုတက်တည်ပြနိုင်မလားပန်ဒိုဂျာအနေနဲ့ပထမပွဲကအရှုံးကိုပြန်လဲချေပနိုင်မလားဒါမှမဟုတ်ဂျော့ရှူဝါဘန်ကပဲချန်ပီယံခါဘက်ကိုဆက်လက်ထိန်းသိမ်းသွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်